လေးလေးတွေဆိုတာအရန်ကိုအပြစ်ကင်းတယ်အရန်ကိုနူးညံ့တယ်သူတို့စိတ်ထဲမှာဘာဆိုဘာမှတည်သေးတဲ့အရွယ်မဟုတ်ဘူးအဲ့ချိန်မှာတစုံတစ်ခုကိုခံစားရလို့ရှိရင်ကြီးတဲ့ထီဒါကြီးကအင်မဆိုးတစ်ခုလိုဖြစ်သွားမှာလေနောက်ကလေးတယောက်အဲ့လိုခံစားရပြီဆိုလို့ရှိရင်သူ့ရဲ့ဟိုမှထားပါတော့ပြန်ပြီးတော့တွေ့တော့၎င်းသူ့ရဲ့ဘဝကိုကဲတင်လိုက်တယ်ပဲထားပါတော့ဒါပေမဲ့အဲ့ရဲ့နောက်ကအရေးမဲတွေအိမ်မက်ဆိုးတွေကဒီကလေးအတွက်ကိုအရန်ကိုခံစားရတယ်ပေါ့နော်ဒီနေ့ကတော့ဗာလဲဆိုတော့ဒီ Christmas နေ့ပေါ့နော်ဒီ Christmas ရဲ့ things လေးတွေကိုမိလေးရဲ့ချစ်တဲ့အမှုပညာရှင်အဲ့လိုမျိုးပေါ့မိလေးကိုအားပေးတဲ့ပရိသတ်တွေပေါ့နော်အဲ့ဒါမျိုးလေးကိုကိုယ့်ရဲ့ဒီအမှုပညာလေးနဲ့ပေါ့မိလေးကတင်ဆက်ပြီးတော့ပြချင်ပါတယ်ဘယ်လိုမျိုးလေးလဲဆိုလို့ရှိရင် Christmas နေ့မှာဆိုလို့ရှိရင်အဲ့လို Christmas things လေးတွေပေါ့နော်မိလေးရဲ့အမှုပညာလှုပ်ရှားမှုလေးကိုဇက်တိုက်လေးတွေ့ရအောင်လို့ပေါ့အဲ့ဒါမျိုးလေးတွေစီစဉ်ထားတယ်နောက်ပြီး sound win ဆိုလို့ရှိရင်လည်းဒီနေ့ဆိုလည်းတွေ့မှာပါ sound win fashion ဘယ်လိုအမိုက်စားလေးပေါ့နော်လှုပ်ထားရဲဆိုတဲ့ဟာကိုမေလေးချစ်တဲ့ပရိသတ်ကြီးကမေလေးကိုအမြဲတမ်းတောင်းဆိုနေရဲအဲကြောင့်မလို့မေလေးရဲ့ page ကရင်ရောပေါ့နော်ခုနကလိုမေလေးရဲ့အကောင့်ကရောဒီလိုပုံလေးတွေပေါ့အဆက်မပြတ်ပေါ့သူ့ရဲ့ things လေးနဲ့အလိုက်ပေါ့နော်ကိုယ့်ရဲ့အမှုပညာလေးကိုချပြသွားမယ်နောက်ပြီးတော့နောက်ပိုင်းနေဆိုရင်တော့ကြော်ညာရေးလက်ခံထားရရှင်ကြော်ညာရေးလက်တင်မှာပေါ့ဒါကတော့ကိုယ့်ရဲ့အမှုပညာနဲ့ပေါ့နော်ကိုယ့်ရဲ့ချစ်တဲ့ပရိသတ်ကြီးကိုဖျော်ပြတာအဲ့နောက်မှာဆိုလို့ရှင်တော့ကိုယ့်ရဲ့အဖွဲ့လေးရှိတာပေါ့ဥပမာဒီပုံလေးဆိုလို့ရှိရင်အကုန်ရိုက်တာဆိုလို့ရှိရင်မဟာသွေးပေါ့သူကပေါ့ခုနလိုပေါ့ဟိုကို things လေးတွေပြောင်းပြီးတော့ရိုက်သွားတဲ့ဟာမျိုးလေးတွေဆိုရင်သူနဲ့တိုင်ပင်ပြီးတော့ပေါ့နော်ညှိနှိုင်းပြီးတော့ရိုက်ဖြစ်တယ်ဥပမာဆောင်းတွင်းဆိုလို့ရှိရင်လည်းဆောင်းတွင်း lighting လိုမျိုးလေးတွေမိလေးတို့တော်တော်စူးစမ်းရတယ်ဥမာနေထွက်တဲ့အချိန်ပေါ့နော်တွားရတဲ့အခါကျတော့မနေ့အစောကြီး9နာရီလောက်ထားပြီး make up တွေလင်းရတယ်6နာရီမှနေထွက်တဲ့အတွက်ကြောင့်မလို့အဲ့လိုအချိန်မီပေါ့နော်ရိုက်ရဆိုတော့သူလည်းစူးစမ်းကိုလည်းစူးစမ်းအဲ့ဒါတွေအပြင်ဟိုကိုယ့်ရဲ့ design တွေပေါ့နော်ဒီ stylist အနေနဲ့ပတ်သက်ပြီးတော့လဲကိုယ့်ရဲ့ညီမလေးလိုမျိုးဖြစ်တဲ့ဂုဏ်ရှိရလဲအကုန်လုံးအစအဆုံးပေါ့နော်သူကလည်းကူညီပေးတဲ့ခါကြတော့အကုန်လုံးအစရရအားလုံးအဆင်ပြေရပေါ့ဘာပြောဒါကတယောက်တည်းနဲ့လည်းမပြီးဘူးလေခုနလိုကိုဖွဲ့စည်းလေးတွေနဲ့လုပ်တော့မှပဲအဆင်ပြေရအဓိကရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့အမှုပညာကိုခုနလိုကိုချစ်တဲ့ပရိသတ်ကြီးကိုအဆက်အသွယ်မပြတ်ချင်ဘူးပေါ့အဲအကြောင်းမလို့အမြဲတမ်း things လေးတွေပြောင်းပြီးတော့နွေရာသီဆိုလဲနွေရာသီ fashion မိုးရာသီဆိုလဲမိုးရာသီ fashion ပေါ့အဲ့ဒါမျိုးလေးတွေကိုသူများရည်နဲ့မတူတဲ့အမိုက်စား idea တွေနဲ့ပေါ့နော်တင်ဆက်သွားမှာပါဒီ cute ပုံစံမျိုးလေးပါဒီနေ့ရိုက်တဲ့ဟာမျိုးဆိုလို့ရှိရင် cute ပုံစံရှိရဲအဲ့မတိုင်ခင်ရှေ့မှာလည်းတစ်ခုရှိသေးတယ်အဲ့ဒါကြတော့တော်တော်များများလဲအံ့ဩပါတယ်ဘာလဲဆိုတော့ဒီဒူဘိုင်းပေါ့နော်ဘောလီဝုဒ်အဲ့လိုမျိုးဒီဇိုင်းမျိုးကိုသူတို့ရဲ့ဝတ်စုံတွေနဲ့ပေါ့နော်လုံးဝကိုaccessory မျိုးစုံတကယ်အဲ့လိုဒီဇိုင်နာတွေနဲ့ပေါ့နော်မဟာသွေးပဲပေါ့ရိုက်ပေးရပေါ့အဲ့ဒါမျိုးလေးနဲ့လည်းမီလေးရိုက်ထားတယ်နောက်အခုဆိုလို့ရှိရင်လည်းဘယ်လို fashion တွေလဲဆိုလို့ရှိရင် sound win ပေါ့နော် sound win fashion တွေနဲ့လိုက်အောင်မသိလို့ရှိရင်ကိုကနိုင်ငံခြားမှာရိုက်ထားတဲ့ပုံစံလိုမျိုးအဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့လို things လေးတွေတစ်ခုနဲ့တစ်ခုကိုကြည့်ရဲ့ပြိသက်ကြီးတန်အောင်လို့ပေါ့နော်မတူအောင်လို့ပေါ့အဖွဲ့ကြီးအကုန်လုံးစူးစမ်းထားပါတယ်အဓိကတော့မေလေးပေါ့ Christmas နေ့ကြလို့ရှိရင်မေလေးကအကျင့်တစ်ခုရှိရဲအဲ့ဒါဘာလဲဆိုတော့ကလေးတွေပြောအောင်လို့မေလေးလုပ်ပေးတယ်အဲ့ဒါသူတို့ဥပမာပေါ့နော်အဲ့ရမနိုးခင်မှာဆိုလို့ရှိရင်သူတို့ရဲ့အိတ်တဲ့အခန်းရဲ့အဝါရှိမှာမေလေး Christmas လက်ဆောင်ဆိုပြီးတော့သူတို့ကြိုက်တဲ့အယုံလေးတွေကိုမေလေးမှတ်ထားတယ်။ဥပမာတယောက်ကဂေါ်စီလာရုပ်လိုချင်တယ်တယောက်ကဘာလိုချင်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့ပြောထားတဲ့ဟာလေးတွေအမှတ်တမဲ့ပေါ့ပြောထားတဲ့ဟာလေးတွေဆိုလို့ရှိရင်မေလေးကအမြဲတမ်းမှတ်ထားတယ်။မှတ်ထားပြီးတော့အဲ့ Christmas နေ့ကြလို့ရှိရင်ညဘက်ကျရင်အဲ့လိုမျိုးပေါ့နော်ဟိုသူလိန်မာတဲ့အတွက် Christmas ဘိုးဘိုးကြီးကလာပြီးတော့လက်ဆောင်လေးလာပေးတာဆိုပြီးတော့မေလေးကအမြဲတမ်းသူတို့လုပ်ပေးတာရှိတယ်။အကြီးလေးကတော့စံကျော်တဲ့ရွယ်ရောက်သွားပြီဆိုနားလည်သွားတော့သူကတော့ဟိုမလို့တော့ဘူးပေါ့နော်ငငယ်တော့သူ့လုပ်ပြီးရယ်အခုကျတော့အငယ်လေးပေါ့အငယ်လေးကိုကျတော့အဲ့လိုမျိုးလေးလုပ်ပေးထားတယ်သူ့ကိုလိမ္မာအောင်ရယ်ခုနလိုစာရေးလဲစူးစမ်းအောင်ပေါ့နော်အဲ့လိုလေးပြောပြီးတော့စာတော်တဲ့တသားလိမ္မာရယ်ဆိုလို့ရှိရင်ဒီအယုတ်တွေလက်ဆောင်ရမယ်ဆိုပြီးတော့မိလေးကအဲ့လိုလေးပြောပြထားတာရှိရယ်အဲ့တော့ကလေးတွေကလိုချင်တာပေါ့နော်လိုချင်တော့စားလဲစူးစမ်းတယ်သူတို့လိမ်လဲလိမ်ပါတယ်အဲ့တော့မိလေးဒီ Christmas နေ့ကြလို့ရှိရင်လဲသူ့အတွက်အယုံလေးတွေပေါ့အခုတည်းကစီစဉ်ထားတယ်ပြီးလို့ရှိရင်သူ့ရဲ့အိတ်တဲ့အခန်းဝရှိမှလေးပေါ့နော်သွားထားပြီးမယ်ပေါ့ဆိုတော့ဒါမျိုးလေးတွေဟိုမိသားစုထဲမှာသူလဲရတဲ့ခါကျပျော်တာပေါ့နော်ဟိုအဲ့လိုမျိုးလေးပေါ့ခံစားရပါတယ်
အော်ဟုတ်တယ်အဲ့ဒါကြတော့ချောင်းတာပေါ့နော်မိသားစုသွားတယ်သွားပြီးတော့မီလေးအလှလဲလှုပ်ချင်တယ်အဲ့မှာမီလေးအယောက်300စာအလှလေးကျွေးခဲ့သေးတယ်ဘာလို့လဲဆိုတော့မီလေးကရောက်တဲ့နေရာမှာလေခုနလိုပေါ့ဖျားပန်းတွေလဲလှူတယ်ဖျားစွန်းတော်တွေလေအဲ့မှာကတ်တယ်ပြီးရင်အဲ့ရကန်းချေကစင်ရဲတဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုကိုရဲ့ဟိုကိုမှလည်းသားသမီးရှိတော့ကိုချင်းစားရလေခလေးလေးတွေအဲ့လိုမျိုးတွေဈေးတွေရောင်းနေတဲ့ခါကြတော့လေသူတို့မေးကြည့်ရပေါ့သူတို့ရဲ့ live လေးတွေကိုလည်းကိုကသိခွင့်ရတဲ့ခါကြတော့ကိုချင်းစားတယ်သနာတယ်အဲ့တော့ကိုယ်တိုင်လဲပေါ့ရောက်တဲ့အချိန်လေးမှာအလှလေးတစ်ခုလုပ်ချင်တယ်ဆိုပြီးတော့ကိုယ့်ရဲ့မိသားစုနဲ့အတူတူပေါ့ကိုချိုင်းရဲ့အဖေတွေရောအမေရောအကုန်ပါပါတယ်အဲ့ကိုမိသားစုနဲ့အတူတူပေါ့ဒီအလှလေးတစ်ခုကိုပေါ့လှုပ်ဖြစ်သွားတာပါအဲ့ချိန်မှာလေဘယ်လိုပြောမလဲအရန်ပျော်ရဲဆိုတာပင်ပန်းတယ်တအားပင်ပန်းတယ်ဘာလို့လဲဆိုတော့လုံပေးတဲ့လူကဟိုလိုမျိုးမရှိဘူးကွာဒီမှာလိုမရှိဘူးကိုပကံထဲတွေထည့်ရတယ်သူတို့အမှန်ကယ်ဆိုဖော့ဘူးနဲ့ကျွေးရင်ရတယ်ဖော့ဘူးနဲ့ကြောက်လဲကိုမကျွေးချင်ဘူးတေချာဝဟင်းတွေအိုးတွေနဲ့ချက်ပြီးတော့ပကံလေးတွေနဲ့ပေါ့နော်သူတို့အဲ့လိုမျိုးလေးစားစေချင်တာအဲ့တော့ကိုယ့်ရဲ့စေတနာပေါ့အဲ့တော့သူတို့ပကံလေးတွေနဲ့ပေါ့နော်ထမင်းလေးတွေကအစခူးပေးရအကုန်လုံးပေါ့နော်ထည့်ပြီးတယ်တယောက်ချင်းစီကိုပြီးမဝသိရင်ထပ်ယူဖို့တွေပေါ့နောက်ပြီးရင်ခလေးတွေကလည်းရေခဲကြောင်စားကျင်နေဆိုရေခဲကြောင်ဆိုတော့အဲ့နေ့မှာပြောမှဆိုရင်တော့နေ့တစ်ဝက်လောက်တော့ကုန်တယ်ဒါပေမဲ့အရန်ကိုပင်ပန်းတယ်ဒါပေမဲ့အရန်ကိုပီတိဖြစ်တယ်သူတို့ကမေလေးတို့ရှေ့မှာပဲအိမ်တွေပါယူရတာမဟုတ်ဘဲနဲ့ဟိုမေလေးတို့ရှေ့မှာပဲထိုင်ပြီးတော့အားရပါရစားတယ်အဲ့ဒါကိုကြည့်ပြီးတော့ကိုကဟိုဘယ်လိုပြောမလဲပီတိပေါ့နော်ဟိုအရန်ဝမ်းသာပီတိဖြစ်တယ်နောက်ပြီးတော့သူတို့ပတ်စံလေးတွေကျဲပေးတာပေါ့နော်ပျော်အောင်လို့ဆိုပြီးတော့အဲ့လိုကလေးတွေအတွက်လည်းလုပ်ပေးတာလေးတွေလည်းရှိရဲဆိုတော့ဟိုသူတို့နဲ့တသားတဲ့လူမျိုးပဲပေါ့နော်ဒီလေးစိတ်ထဲမှာခံစားရပါတယ်အကြီးလေးကတော့အရင်တော့မိုင်းလို့ကြောညာတွေပါရိုက်ဖူးတယ်အခုကတော့သူစာရီနဲ့ secondary ရောက်ပြီဆိုတော့တိတ်တော့မရိုက်ဖြစ်ဘူးပေါ့နော်အငယ်လေးကတော့ဝမ်းသာပါလားဆိုတော့သူကတော့အစားတောက်ပဲသူကဝမ်းသာပါတယ်တိတ်တော့အရင်ကြီးတော့ငယ်သေးလို့လားတော့မသိဘူးအရင်ကြီးဝမ်းလာမပါဘူးငယ်သေးလဲဆိုတာ9နှစ်ကျော်လောက်တော့ရှိပါပြီအေးတူတာပေါ့ဘာလို့လဲဆိုတော့လေးအပြင်တစ်ခုသွားမယ်ဆိုဘယ်သွားမလို့လဲအဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်ဘယ်တစ်နိုင်ပြန်လာမှလဲဘာသွားလို့မှလဲဘာသူနဲ့လဲအဲ့လိုမျိုးတွေအကုန်လုံးမေးတာတောက်လျှောက်ပဲဘာလို့လဲဆိုတော့အိမ်မှာလဲသူတို့မေးပြီးဖြည့်ပြီးတော့မှပဲအိမ်မှာလဲထွက်ရတာပေါ့နော်ပြီးပြန်လာပြီဆိုလဲတကယ်ပြန်လာမဲ့အချိန်အတိုင်းကိုပေါ့နော်ပြောပြီးတော့ပြန်လာရတယ်နောက်ကြလို့ရှိရင်သူတို့ကအဲ့လိုကြည်ထားတာပေါ့နိုင်ရောဘယ်နှစ်နိုင်နောက်ကြရနော်ဆိုရောအဲ့လိုမျိုးလေးတွေပေါ့သားတွေဆိုတော့လဲအမျိုးပေါ့နည်းနည်းလေးဟိုတဝင်းတူတာလားတော့မသိဘူးပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်မိလေးကဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘာသာရေးနဲ့ပဲသူတို့ဆုံးပါတယ်ဥပမာသူတို့တက်တာတော့အင်္ဂလိပ်ကျောင်းနေဆိုပေမဲ့ကိုယ့်ရဲ့ဗုဒ္ဓဘာသာကိုမမေ့အောင်ခုနလိုပေါ့သွားကန်လေးဆိုလို့ရှိရင်မိဘကိုကြောရမယ်ဆိုတဲ့ဟာမျိုးလေးတွေနောက်အိတ်ခတ်လေးကြာရင်မိဘကိုကြောရမယ်အခုဆိုသူတို့တရားဆို9မိနစ်10မိနစ်တွေထိုင်တတ်နေပြီလေအကြာကြီးတော့မရဘူးပေါ့ခလေးဆိုတော့အဲ့လိုမျိုးလေးထိုင်တတ်နေပြီနောက်ပြီးရင်ခုနလိုပေါ့လူစကားပြောရဲဆိုတာမှာလူကြီးကိုဘယ်လိုလေးပြောရမလဲလူကြီးကအောက်မှာထိုင်လို့ရှိရင်အပေါ်မှာဆိုလို့ရှိရင်သူတို့ကြောဆိုပြီးပြောရမယ်ဆိုတဲ့ဟာမျိုးလေးတွေအစားပေါ့နော်မိလေးအသေးစိတ်အကုန်သင်ပေးထားတယ်အဲ့အတွက်တော့ဟိုပင်မလဲကိုယ့်ရဲ့ဒီခလေးတွေကိုပေါ့နော်ဒါမျိုးလေးနဲ့စုံမတဲ့အခါကျတော့တစ်ဖက်မှာခုနလိုပေါ့ကိုပြောချင်တဲ့အရာမျိုးလေးတွေကြတော့ပြောရတာပို့ပြီးတော့လွယ်ကူသွားတာပေါ့နှမို့ဆိုရင်ဒါမျိုးတွေမလုပ်ထားတဲ့ခါကျရင်ကိုပြန်ပြောတာတွေလို့နောက်ပြီးရင်လူကြီးတွေကိုလူကြီးမှန်းအဲ့လိုမျိုးတွေပေါ့နော်မသိတာမျိုးတွေတို့ဖြစ်တဲ့အခါကျလို့ရှိရင်တော့ဒါအပြင်မှာလည်းမကောင်းဘူးပတ်ဝန်းကျင်မှာလည်းမကောင်းဘူးသူတို့ကြီးလိုက်ရင်လည်းရှင်လဲသူတို့သားသမီးတွေအတွက်လည်းမကောင်းဘူးဆိုတော့ဒါမျိုးလေးတွေကိုသိအောင်လို့ငယ်ငယ်လေးတွေကပေါ့နော်မေလေးကလေ့ကျင့်ထားပေးပါတယ်အားလေးမေလေးကလည်းအရန်ကိုချင်းစားတယ်ဘာဖြစ်လဲဆိုတော့ကို့မှာကလေးရှိရယ်ပြီးတော့လည်းသားလေးနော်ဟိုမှာလည်းပျောက်သွားတာကလေးလေးကလည်းယောက်ျားလေးပဲဆိုတော့ကိုချင်းစားတာပေါ့နော်ကို့ကလေးသားဆိုလို့ရှိရင်ဘယ်လိုနေမလဲပေါ့နော်ဟိုအသက်ရှူလို့တော့မှကိုရမယ်မထင်ဘူးဘာဖြစ်လဲဆိုတော့ဟိုမိဘတွေကကိုချင်းစားရယ်လေကိုသားသမီးတွေကိုကအချစ်ဆုံးပဲအကောင်းဆုံးဆိုတဲ့အရာမျိုးတွေဖြစ်စေချင်တာဒီလိုမျိုးကြီးဖြစ်သွားတယ်ရုပ်တရက်ကြီးဖြစ်သွားတယ်ဆိုလို့ရှိရင်ဟိုကိုသားဆိုဘယ်လိုနေမလဲဆိုပြီးတော့ခံစားပြီးတော့နှိတိုင်းဆူတောင်းပေးအမေလေးကြောက်လဲဆိုမေလေးကတရားလဲထိုင်တယ်ပတိလဲစိတ်တယ်အကုန်လုံးပေါ့နော်ဒီမိသားစုလေးကိုလည်းမေလေးမြတ်တာပို့ပေးတယ်အခုဆိုဒီနေ့ဆိုရင်အရန်ပျော်တယ်ဘာလို့လဲဆိုတော့ဒီလိုပြန်တွေ့ရမိသားစုတွေဟိုပုံနေတက်လာတာပေါ့နော်တွေ့တဲ့ခါကျတော့စိတ်ထဲမှာအလုံးကြီးတစ်ခုကြာသွားသလိုပဲမသိရင်ကိုယ်ကလေးပဲပေါ့နော်ဟိုဖြစ်တယ်လို့မျိုးပျောက်သွားသလိုမျိုးပဲဆိုတော့
အဲ့လိုမျိုးလေးရစဟိုကိုချင်းစာရဲ့ဘာဖြစ်လို့ကိုချင်းစာတက်လဲဆိုတော့လေကို့မှာကိုသားသမီးရှိရဖြစ်တဲ့ဒါကြောင့်မလို့အထူးတက်လဲဟိုလုံးဆရာမလို့ပေါ့နော်တကယ်ကိုရင်ထဲမှာကိုခံစားရတာပေါ့အဓိကတော့မေလေးရပေါ့နော်ဖြစ်နိုင်တော့ကိုခလေးတွေကိုပေါ့ကိုကိုယ်တိုင်ပြုစုပြီးဆောက်ရှောက်ပြီးတော့ကိုရဲ့မျက်စိရှိမှာပဲပေါ့နော်အတတ်နိုင်ဆုံးတော့ထားစီချင်တာပေါ့လေခလေးဆိုတာမျိုးကတော့အဲ့လိုရှောက်စော့တာတို့သွားတာလှားတာအဲ့လိုမျိုးတွေတော့ရှိရဲ့အန်ရယ်တွေဘာတွေဆိုတာလဲဟိုသိချင်မှသိတာလေအဲ့တော့ကိုရီးယားမိဘတွေလူကြီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျိုးလေးတော့ကြိုပြီးတော့ဂရုစိုက်ပေးဖို့တော့လိုအပ်ပါတယ်အဲ့ဒါမျိုးလည်းနောက်ထပ်ပြီးတော့ပေါ့ဘယ်ကလေးမှလည်းမဖြစ်စေချင်ပါဘူးအဲ့ဒါတော့မေလေးကတော့လေပြောမယ်ဆိုတော့ဟိုမေလေးမှမဟုတ်ပါဘူးအားလုံးပဲပေါ့နော်ကြိုက်မယ်မထင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါတွေအကုန်လုံးကခလေးလေးတွေဆိုတာအရန်ကိုအပြစ်ကင်းတယ်အရန်ကိုနှူးညံ့တယ်သူတို့စိတ်ထဲမှာဘာဆိုဘာမှသိသေးတဲ့အရွယ်မဟုတ်ဘူးအဲ့ချိန်မှာတစုံတစ်ခုကိုခံစားရလို့ရှိရင်ကြီးတဲ့ထိဒါကြီးကအင်မဆိုးတစ်ခုလိုဖြစ်သွားမှာလေဆိုတဲ့ခါကျတော့မေးလေးထင်တယ်ဟိုပေါ့နော်အဲ့လိုလူမျိုးတွေကိုလည်းမရှိစေချင်ဘူးနောက်ပြီးတော့ခလေးတွေကိုလည်းအဲ့လိုမလုပ်စေချင်ဘူးအရန်တနာတယ်ဘာလို့လဲဆိုတော့ကို့မှာကို့သားသမီးတွေဒါဖြစ်ခဲ့ရင်ဆိုရဲအဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့လိုခံစားရတဲ့အခါကျတော့ဟိုဘသူ့ဟိုမှာသူများလည်းမဖြစ်စေချင်ဘူးဟိုတယောက်ကလေးမတောင်မှဒီလိုမျိုးဟိုလိုဒုက္ခတွေနဲ့ပေါ့နော်မဖြစ်စေချင်ဘူးနောက်ကလေးတယောက်အဲ့လိုခံစားရပြီဆိုလို့ရှိရင်လည်းသူ့ရဲ့ဟိုမှထားပါတော့ပြန်ပြီးတော့တွေ့တော့၎င်းသူ့ရဲ့ဘဝကိုကက်တင်လိုက်တယ်ပဲထားပါတော့ဒါပေမဲ့အဲ့ရဲ့နောက်ကအရေးမဲတွေအိမ်မက်ဆိုးတွေကဒီကလေးအတွက်ကိုအရန်ကိုခံစားရတယ်ပေါ့နော်အဲ့ဒါဘယ်လောက်ထိခံစားရဆိုတာကာယကရှင်တွေကိုယ်တိုင်ပဲသိမှာဒါပေမဲ့မီလီယံဆောက်တော့အဲ့ဒါအကုန်လုံးကိုချင်းစာတတ်တယ်အဲ့တော့ဟိုပြောမပြတတ်အောင်ပေါ့နော်ရှင်ထဲမှာအရန်ခံစားရတယ်ပြီးတော့အဲ့လိုလူမျိုးတွေလည်းမီလီအရန်မှုပါတယ်မီလေးချစ်တဲ့ပရိသတ်ကြီးပေါ့နော်နှစ်တင်မှာအားလုံးချမ်းသာပြီးတော့ပျော်ရွှင်ပါစေနောက်ပြီးတော့မီလေးတို့အခုဟို things လေးတွေပေါ့နော်မီလေးတို့အဖွဲ့တွေမှာဟာသွေးတို့ရောခုနလိုဂုံရှိန်တို့ရောနောက်ပြီးတော့အများကြီးပဲပေါ့ကိုယ့်ရဲ့ဒီ make up တွေပေါ့နော်make up အလားတွေရောစသဖြင့်ပေါ့ဝါစပင်အကုန်လုံးလုပ်ပေးရပေါ့ဒီအဖွဲ့လေးတွေအကုန်လုံးဝရင်သစင်မီလေးချစ်တဲ့ပရိသတ်ကြီးကိုနှစ်တင်မှာအစ်ဒီဇိုင်းအမိုက်တွေအလန်းစားတွေမီလေးကိုမြင်နေကြပုံမျိုးတွေမဟုတ်ဘဲနဲ့ပေါ့နော်အများကြီးကိုထပ်ပြီးတော့တွေ့ဦးမှာပါအခုလည်းတောက်လျှောက်ရိုက်နေပါတယ်မကြခင်မှာလည်းဒီနေ့လည်းတွေ့ရမယ်မကြခင်မှာလည်းထပ်ပြီးတော့အများကြီးပဲပုံနေတော့ဒီကြော်ညာတွေရောပေါ့နော်နောက်ပိုင်းနေဆိုရင်တော့ရုပ်ရှင်တွေမှာပါတွေ့ရမှာပေါ့နော်ဇလန်တွဲတွေပိုင်းမှာတွေ့ရမှာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်